လို့မပြောပါနဲ့ယနေ့ချင်းသူအဖြစ်ဖြစ်သွားလို့ပါသက်ဆိုင်ဖို့ရအခွင့်မတာခဲ့ရင်နောက်ဆုတ်သွားမှာပါမောင်းထုတ်ပြလိုက်မှလားကစားဖို့အယုတ်တရုတ်ရတယ်လို့ပြောပြီးမင်းကစားတော့မှလားစေတနာထားရက်စက်တော့မှလားအိမ်မက်ထင်မှာပဲဒီရစေခွေဝင်မလာစေခြင်းလဲခွေရတာရှိစွာခံယူအောင်မဲ့အလွမ်းကတဆက်ဆက်လာတဲ့တကယ်ဆုံးတာစီထားတဲ့စီတွေရှိတာငါနာလဲပါတဲ့